ခင်ဗျားတို့ပြင်းရတယ်ကြိုက်လားကျွန်တော်ကပြင်းရတယ်ကြိုက်တယ်တကယ်တော့ပြင်းတယ်ဆိုတာဘာမှလုပ်စရာမလိုပဲအဲ့ရပေါ်မှာလှဲပြီးဖုန်းလေးပုတ်နေရတယ်ဘာမှကြိုက်စရာရှိလဲအဲ့လိုပြင်းနေပဲအသက်ကအခုဆို18နှစ်ပြည့်ပြီ30ကျော်တော့ပါအော်အသက်က30ကျော်တဲ့ sorry အဲ့လိုနဲ့ကျွန်တော်လည်းအနှစ်30ကျော်ဘဝမှာပြင်းလာလိုက်တာပြင်းမြောက်တက်မြောက်တာဆိုလို့ဘာမှမရှိခဲ့ဘူးဘဝတစ်ခုခိုင်ခိုင်မာမာရက်တည်ဖို့ဆိုတာအတတ်ပညာတစ်ခုကိုကျွမ်းကျွမ်းကျင်ကျင်တက်မြောက်ဖို့လိုတယ်တဲ့ကျွန်တော်ကတော့ဘဝမှာပြင်းနေတာနဲ့ဘာအတတ်ပညာတစ်ခုကိုမှဖြည်းဖြည်းမြောက်မတက်မြောက်ခဲ့ဘူးအသက်အရွယ်ရလာတဲ့မျှကိုယ့်အတွက်နဲ့သူများတွေအတွက်ကျွန်တော်တစ်ခုခုလုပ်ပေးခြင်းစိတ်ဖြစ်လာတယ်ဘဝတစ်လျှောက်လုံးလုပ်ခဲ့မိတဲ့အမှန်အမှားတွေကိုဗီဒီယိုကလစ်တွေဖြစ်ပြောင်းလဲပြခြင်းလို့ဒီနေ့ကျွန်တော်မိတ်ဆက်တဲ့ဗီဒီယိုလေးတစ်ပုဒ်စလုပ်ဖြစ်ခဲ့တယ်တကယ်ကကျွန်တော် content creator လုပ်တယ်ဆိုတာလဲနာမည်ကြီးခြင်းလို့လုံးဝမဟုတ်ပါဘူးလူလေကျွန်တော်ရိုက်ကူးတဲ့ဗီဒီယိုတစ်ပုဒ်ကျွန်တော်ပြောတဲ့စကားတစ်ခွန်းကျွန်တော်မျှဝေတဲ့အကြောင်းအရာတစ်ခုကလူတစ်ယောက်အတွက်အသုံးဝင်သွားရင်အဲ့ဒါကျွန်တော်ဘဝအတွက်အောင်မြင်မှုပါလူတိုင်းမှာပြောပြစရာကိုယ်ပိုင်ဇာတ်လမ်းလေးတွေရှိကြတယ်မဟုတ်လားကျွန်တော်ဘဝမှာလည်းအဲ့လိုကိုယ်ပိုင်ဇာတ်လမ်းတွေအတွေ့အကြုံတွေသင်ခန်းစာတွေကို content တွေအဖြစ်ပြောင်းလဲပြီးတော့လူတွေစီကိုမျှဝေခြင်းနဲ့ဆန္ဒတစ်ခုပါပဲကျွန်တော် content creator ဖြစ်ချင်တယ်ဆိုတာကျွန်တော်အလုပ်တစ်ခုအတွက်မဟုတ်ဘဲနဲ့ကျွန်တော်ရဲ့အတန်ကိုကဘာကြီးစီရောက်စေချင်တာလဲပါပါတယ်တနည်းအားဖြင့်တော့လူတွေအတွက်ဘလို့အကျိုးရှိတဲ့ content မျိုးတွေကိုကျွန်တော်ကိုယ်တိုင်ဘယ်လောက်ဖန်တီးနိုင်မလဲဆိုပြီးစမ်းစစ်ချင်တာလဲပါပါတယ်ကျွန်တော်ဖုတ်ခတ်မှနေတာဆိုတော့ဖုတ်ခတ်မျိုးရဲ့ဝန်ထမ်းဘဝစာဝတ်နေဆိုင်ရာကိစ္စဝါကိုကျွန်တော်ဖြတ်တန်းခဲ့တဲ့ကာလတစ်လျှောက်အတွေ့အကြုံတွေကဆောင်ရွက်တွေကိုပြန်လည်မျှဝေပေးချင်တာကလည်းကျွန်တော်ဒီ content လုပ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်တွေကတစ်ခုပါပဲရှေ့ဆက်ပြီးတော့ကျွန်တော်ဘဝရဲ့အတွေ့အကြုံတွေအတွေးအမြင်တွေနေ့စဉ်ဘဝရဲ့အကျိုးရှိတဲ့အရာတွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ဒီခီးလမ်းမှာခင်ဗျားတို့ကျွန်တော်နဲ့အတူတူလိုက်ပါပေးမယ်ဆိုရင်အရန်ပဲဝမ်းသာမိမှာပါဒီဗီဒီယိုလေးကနေတစ်ဆင့်ကျွန်တော်အရင်အထက်အနည်းငယ်ပိုသိခွင့်ရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ခွင့်ရမယ်လို့မျှော်လင့်ပါတယ်Bye bye